သူကကျောင်းမှာနာမည်ကြီးလူကောင်ထွားကြီးဖြစ်တယ်လို့ဘတ်စကတ်ဘောကွင်းရဲ့ကျဲပွင့်ကစားသမားလည်းဖြစ်ပါတယ်သူ့ရဲ့ထူးချွန်တဲ့အရေးချင်းတွေကဘတ်စကတ်ဘောလူရွေးချယ်ရေးအေဂျင့်တယောက်ရဲ့မျက်စိတွေကိုရောက်သွားခဲ့တယ်လာမယ့်ပွဲမှာသာသူကောင်းကောင်းကစားနိုင်ရင်ထိပ်တန်းတက္ကသိုလ်တစ်ခုမှာနေရာရဖို့တေချာသွားပြီဖြစ်တယ်လို့တောက်ပတ်တဲ့အနာဂတ်ကလည်းစောင့်ကြိုနေတယ်လို့သူ့ရဲ့နီးပြကပြောပြခဲ့ပါတယ်ဒါပေမဲ့ပွဲကစားမဲနေ့မှာပဲသူ့ရဲ့ရေးစားဖြစ်သူကသူ့ကိုဘေးကိုခေါ်ထုတ်ပြီးဝမ်းနေပူဆွေးနေတဲ့နှလုံးသားနဲ့အတူသူ့မမကိုဝင်ရှိနေပြီဖြစ်ကြောင်းပြောပြခဲ့တယ်ဒီသတင်းကမိုက်တွက်တော့ဘယ်တော့မှမမျှော်လင့်ထားတဲ့ရုတ်တရက်ရိုက်ခတ်မှုကြီးဖြစ်ခဲ့တာပေါ့ဒါပေမဲ့အန်နီကခေါင်းလေးငုံပြီးထွက်သွားတာကိုကြည့်ရင်မိုက်ကဘတ်စကတ်ဘောကိုချထားခဲ့ပြီးဘာမှစဉ်းစားမနေတော့ပဲသူ့မနောက်ကိုလိုက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာသူနားလည်သွားတာကသူ့အတွက်အခုလောလောဆယ်အရေးကြီးဆုံးကသူ့ရဲ့အနာဂတ်မဟုတ်ပဲသူ့ရှေ့ကမိန်အကလေးဖြစ်နေတယ်ဆိုတာပါပဲမိုက်နင်ဘာလုပ်နေတာလဲငါတို့နှစ်ယောက်ဒါကိုအတူတူရင်ဆိုင်ကြမယ်လေဟုတ်ပြီလားဒါပေမဲ့ဒီပွဲကနင့်ရဲ့အနာဂတ်လေမဟုတ်ဘူးမင်းမရှိတယ်ကလေးကသာငါရဲ့အနာဂတ်ပဲနောက်ဆုံးမှာတော့မိုက်ကထိပ်တန်းတက္ကသိုလ်တက်ရမယ့်အခွင့်အရေးကိုဆွန့်လွတ်လိုက်ပြီးကလေးကိုယူဖို့ဆုံးဖြတ်ခဲ့ကမကြခင်မှာပဲအန်နီနဲ့လက်ထပ်လိုက်ပါတယ်ဒါပေမဲ့ဘဝဆိုတာကိုစီစဉ်ထားတယ်လို့အမြဲဖြစ်မလာတတ်ပါဘူးသူချစ်လို့ရေးချယ်ခဲ့တဲ့ဒီရွေးချယ်မှုကသူတို့အိမ်ထောင်ရေးကိုခိုင်မြဲစေမလားဒါမှမဟုတ်ပြိုကွဲစေမယ်အကြောင်းရင်းဖြစ်လာမလားဆိုတာမတိချခဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အထက်တန်းအောင်လက်မှတ်ပဲရှိတဲ့မိုက်အတွက်ကျောင်းပြီးတဲ့နောက်မှာရနိုင်တဲ့တခုလေးသောအလုပ်ကတာမန်ရောင်းဝန်ထမ်းအလုပ်ပဲဖြစ်နေလို့ပါသူ့ရဲ့အလုပ်ကိုင်ကဘာလို့တက်မှုမှမရှိတဲ့အပြင်သူ့အိမ်ထောင်ရေးကလည်းနောက်ဆုံးမှာလမ်းဆုံးကိုရောက်သွားခဲ့ပါတယ်သူ့ဇနီးကကွာရှင်းချင်နေပြီးသူ့ကလေးတွေကလည်းသူ့ကိုဘာမှပတ်သက်ချင်စိတ်မရှိကြတော့ပါဘူးမိုက်က16နှစ်လုံးစူးစမ်းပန်းစားအလုပ်လုပ်ခဲ့ပြီးနောက်ဆုံးမှာတော့ယာဒူးတို့ဖို့လက်တကမ်းလိုကိုရောက်ပြီလို့ထင်ခဲ့တာပါဒါပေမဲ့ရလက်တွေထွက်လာတဲ့အခါမှာတော့သူ့မန်နေဂျာကအလုပ်ထဲရောက်တာမကြသေးတဲ့သူတယောက်ကိုပဲယာဒူးပေးလိုက်ပါတယ်အကြောင်းရင်းကတော့အဲ့ဒီလူကနာမည်ကြီးတက္ကသိုလ်တစ်ခုကပွဲရထားလို့ပါပဲဒီလိုမတရားမှုကိုဒေါသထွက်လုံးလို့မိုက်ကရှင်းပြချက်တောင်းဖို့မန်နေဂျာစီတန်းတန်းမတ်မတ်သွားခဲ့ပါတယ်ဒါပေမဲ့မန်နေဂျာကတော့သူ့ရဲ့ပျော်ပါးများငယ်နဲ့ဖုံးပြောဖို့ပဲအလုပ်ရှုပ်နေပြီးမိုက်ကိုဂီယူတောင်မဆိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲမိုက်ရဲ့ရင်ထဲမှာအောင်အိတ်ထားခဲ့သမျှဒေါသတွေနဲ့မကျေနပ်ချက်တွေအလုံးပောက်ကွဲထွက်သွားပါတော့တယ်စိတ်လိုက်မှန်မှလှုပ်လိုက်တာကခဏတဖြုတ်တော့ကျေနပ်စရာကောင်းပေမဲ့အဲ့ဒါကသူမိခိုနေရတဲ့အလုပ်ကိုလက်လွတ်လိုက်ရတဲ့အထိတန်မိုးကြီးပေးဆက်လိုက်ရပါတယ်သူ့ပတ်ဝန်းကျင်ကလူငယ်တွေရဲ့တက်ကြွမှုကိုမြင်လိုက်ရတဲ့အခါမိုက်ကသူ့ရဲ့အထက်တန်းကျောင်းတုန်းကရွှေရောင်နေရက်တွေကိုမတွေးရမနေနိုင်အောင်ဖြစ်သွားခဲ့တယ်အဲ့ဒီတုန်းကသူကလူတိုင်းကမောချီရတဲ့သူတယောက်ဖြစ်ခဲ့တာလေခါးသီးမှုတွေနဲ့ပြည့်နေနေရင်မိုက်ကသူကိုယ်တိုင်တောင်သတိမထားမိပဲသူ့ရဲ့အထက်တန်းကျောင်းဟောင်းရဲ့ကိုလမ်းလျှောက်ဝင်သွားမိပါတယ်အားကစားကွင်းကသူမှတ်မိနေတဲ့အတိုင်းပဲရှိနေတော့ဖြစ်တယ်လို့သူ့ရဲ့အသင်းဖော်ဟောင်းတွေနဲ့ရိုက်ထားတဲ့တပ်ပုံကလည်းနေရန်ပေါ်မှာချိတ်ထားတော့မှာပဲခန်းစားချက်တွေလိုက်လုံးလို့တက်လာတဲ့အချိန်မှာပဲမျောလင့်မထားတဲ့အတန်တစ်ခုကသူ့ကိုအတိစိတ်ကက်သွားစေပါတယ်မိုက်ကယ်ဒေါ်နယ်မင်းအဲ့ဒီတုန်းကအချိန်တွေကိုပြန်သွားကျင်နေဆိုတာငါလောင်းကြီးထက်ရဲတယ်ဟမ်မင်းအဲ့ဒါတေချာလားအင်းတေချာတာပေါ့အဲ့ဒီတန်ရှင်းရေးလုပ်တဲ့အဖိုးကြီးပြောတာကိုမိုက်ကတိတ်ပြီးအလေးမထားခဲ့ပါဘူးဒါပေမဲ့ तू မသိလိုက်တာကအဲ့ဒီအချိန်မှာ तू ပေးလိုက်တဲ့အဖြေကသူ့ဘဝရဲ့လမ်းကြောင်းကိုအကုန်လုံးပြောင်းလဲပစ်တော့မယ်ဆိုတာပါပဲအဲ့ဒီအချိန်မှာပဲသူ့သမီးကလမ်းလျှောက်လာပြီးအဖိုးကြီးကတော့ဘာစအညာမှမကြံပဲပြောက်ကွယ်သွားပါတယ်ပထမတော့ तू အဲ့ဒါကိုတိတ်မတွေးမိပေမဲ့နောက်ပိုင်းညဘက်မှာမိုးတိထန်စွာရွာနေတုန်းကားမောင်းပြန်လာချိန်မှာသူ့ရဲ့ရေဒီယိုကနေရုတ်တရက်အတန်တွေဘလာဘလာဖြစ်လာပြီးအဖိုးကြီးရဲ့အတန်ကထွက်လာပါတယ်မင်းတေချာပြီလားမိုက်ကတော့အရန်ကိုဇဝေးဇဝါဖြစ်သွားပေမဲ့အပြင်မှာတိုက်ခတ်နေတဲ့မုန်တိုင်းကသူ့ကိုစဉ်းစားဖို့အချိန်မပေးခဲ့ပါဘူးကားမောင်းတာကိုပြန်အောင်စိုက်လိုက်တဲ့အခါတရားဆုံးမှာအဖိုးကြီးကတခုခုလုပ်နေတာကိုသူတွေ့လိုက်ရပါတယ်အများကြီးစဉ်းစားနေဖို့အချိန်မရှိတော့ဘူးသူကစိတ်ရင်းကောင်းတဲ့သူဆိုတော့သူ့ကိုတွားကြည့်ဖို့ကားရက်လိုက်ပါတယ်ဟေးအဲ့ဒီဘော်ကဆင်းခဲ့ပါဒါပေမဲ့အဖိုးကြီးကတော့သူပြောတာကိုနားမထောင်တဲ့အပြင်မိုက်ကိုကြည့်ပြီးအတိတ်ပဲဘာနဲ့ပြုံးပြနေခဲ့တယ်ကုန်တင်ကားကြီးတစ်စီးဖြတ်မောင်းသွားချိန်မှာအဖိုးကြီးရဲ့ပုံရိပ်ကလုံးဝပျောက်ကွယ်သွားပါတော့တယ်မိုက်ကအရန်ကိုတုံးလှုပ်သွားပြီးအဖိုးကြီးကိုရှာဖို့တရားလက်ရန်စီကိုအပြေးသွားကြည့်ခဲ့ရင်မဲ့ဘာမှမတွေ့ရပါဘူးအဲ့ဒီအချိန်မှာပဲအောက်ကငိမ့်သက်နေတဲ့ရေမျက်နှာပြင်ကရုတ်တရက်ဝဲကြီးတစ်ခုလိုစပြီးလဲပက်လာပါတယ်ကောင်းကင်မှာလျက်စီးရလက်သွားတဲ့အချိန်မှာဝဲကြီးထနေတဲ့ရေထဲကနေမျက်နှာတစ်ခုကဖြည်းဖြည်းချင်းပေါ်လာပါတယ်မိုက်ကဇဝေးဇဝါနဲ့ကြည့်နေမိတယ်ဘာလို့လဲဆိုတော့ရေထဲကမျက်နှာကသူ့အတွက်အရန်ကိုရင်းနှီးနေလို့ပါပဲသူဘာဖြစ်နေတာလဲဆိုတာတေချာမစင်စားရသေးခင်မှာပဲအပြင်းနဲ့အင်အားတစ်ခုကသူ့ကိုရေရဲကိုဆွဲချသွားပါတော့တယ်နောက်နေ့မနက်မှာတော့မိုက်ကသူ့ကိုယ်သူတန်ရှင်းဖို့အတွက်ရွှွန့်တွေပေးချန်ပြီးသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းအိမ်ကိုရောက်သွားခဲ့ပါတယ်သူ့မျက်နှာပေါ်ကရွှွန့်တွေကိုဆေးကြောပြီးလိုက်တဲ့အခါမှန်ထဲမှာပေါ်လာတာကလူငယ်လေးတစ်ယောက်ရဲ့မျက်နှာပါပဲမိုက်ကသူ့မျက်လုံးကိုသူတောင်မယုံနိုင်အောင်ဖြစ်သွားတယ်နွမ်းနယ်နေတဲ့လူလက်ပိုင်းရွယ်လူကြီးတစ်ယောက်ကနေ19နှစ်ရွယ်သူဖြစ်ခဲ့ဘူးတဲ့အတိုင်းလုံးဝပြန်ဖြစ်သွားခဲ့တာပါသူအန်တာမင်တက်ပြီးရက်နေတော့မှပဲသူ့သူငယ်ချင်းဖြစ်သူကသူ့ရှိကကျူးကျော်သူကိုနှိမ်နှင်းဖို့လက်နက်တစ်ခုနဲ့အပြေးထွက်လာပါတယ်မိုက်ကသူဘယ်သူလဲဆိုတာကိုအလက်နကြားရှင်းပြရင်တိုက်ခိုက်မှုတွေကိုရှောင်နေရတာပေါ့ဒါပေမဲ့သူ့သူငယ်ချင်းကတော့ဒါကိုမယုံပါဘူးမိုက်ကအနာကဒိုင်းတစ်ခုကိုကောက်ကင်ပြီးလက်ကွက်တစ်ခုနဲ့သူ့သူငယ်ချင်းကိုလှည့်စားကလေကားအောက်ကိုလိမ့်ကျသွားအောင်လှုပ်လိုက်ပါတယ်ပြီးတော့သူကနောက်ကနေခုန်ဆင်းပြီးဆက်ရှင်းပြဖို့စူးစမ်းပြန်တယ်အဲ့ဒီအချိန်မှာသူတတိထားမိလိုက်တာကသူ့မျက်နှာတင်မဟုတ်ပဲသူ့တကိုယ်လုံးကအရင်ကလိုခွန်အားတွေနဲ့ပြန်လဲနိုးထလာတာပါပဲသူ့ရဲ့ပြန်ရလာတဲ့အားအင်တွေကိုအန်ကြနေတော့မှပဲသူ့သူငယ်ချင်းနဲ့ကကော်စောကိုလန့်ပြီးအနာကဓာတ်တစ်ချောင်းကိုကောက်ကင်ကပြန်ခုခံပါတယ်ပြင်းထန်တဲ့ပြန်လန်လုံးထွေးပြီးတဲ့နောက်မှာတော့မိုက်ကနက်ကိုကျမ်းပြင်ပေါ်မှာဖိထားနိုင်ခဲ့ပါတယ်နက်ကလက်မြောက်ပြီးအရှုံးပေးလိုက်ပေမဲ့မိုက်ကအဆောင်ရှောက်လျှော့လိုက်တဲ့အချိန်မှာပဲနက်ကအောက်ပိုင်းကိုကန်လိုက်တဲ့အတွက်လူငယ်လေးဟာကျမ်းပြင်ပေါ်ကိုခွေကျသွားပါတော့တယ်အဲ့ဒီနောက်နက်ကအဆုံးသတ်ဖို့အတွက်ဓာတ်ပုံပေါင်းတစ်ခုကိုလမ်းယူလိုက်တဲ့အချိန်မှာသူ့မျက်လုံးကလူငယ်လေးရဲ့မျက်နှာကိုမြင်သွားပြီးသူ့လက်ထဲကဓာတ်ပုံကိုပြန်ကြည့်လိုက်ပါတယ်သူ့ရှေ့ကစေကျော်သက်လေးကသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းနဲ့တပုံစံနဲ့တူနေတာကိုအဲ့လိုဖျားသခင်နက်ကမိုက်ကိုလုံးဝအန်တာတုံလုပ်ပြီးစက်ကြည့်နေမိတယ်ဒါပေမဲ့သူကအပြေးဝတော့မယုံသေးရဲ့သူတို့နှစ်ယောက်ပဲတီးတဲ့မိကုန်းတွေကိုဆက်မင်းနေခဲ့ပါတယ်သူ့ရှေ့ကကောင်လေးကတော့မိကုန်းတိုင်းကိုတခုမှမလွဲစေရဖြေနိုင်ခဲ့တယ်အဲ့ဒါနဲ့တင်လုံးလောက်သွားပါပြီသူ့သူငယ်ချင်းကြီးကဘလို့နင်းနဲ့မဆိုပြန်ပြီးငဲသွားပြီဆိုတာကိုနက်ကလက်ခံလိုက်ရပါတော့တယ်မိုက်ကဖြစ်ပျက်ခဲ့သမျှအကုန်လုံးကိုနက်ကိုပြောပြလိုက်တဲ့အခါသူတို့နှစ်ယောက်လုံးကဒီကိစ္စရဲ့နောက်ွယ်မှာအဖိုးကြီးတန်ရှင်းရေးသမားရှိနေတယ်ဆိုတဲ့ကောက်ချက်ကိုချလိုက်ကြပါတယ်အဖြေတွေတီးကျင်လုံးလို့မိုက်ကအထက်တန်းကျောင်းကိုအပြေးလွှားသွားခဲ့ရင်မဲ့သူ့ရဲ့အခုပုံစံကြောင့်လူတိုင်းကသူ့ကိုဂရုမစိုက်ကြပါဘူးတန်ရှင်းရေးလုပ်တဲ့အမျိုးသမီးကတော့သူ့ကိုအယူလို့ထင်နေခဲ့တယ်ဘာလို့လဲဆိုတော့ကျောင်းထဲမှာသူပြောတဲ့ပုံစံနဲ့အဖိုးကြီးတန်ရှင်းရေးသမားတယောက်မှမရှိလို့ပါပဲ
မိုက်ကဘာလို့ရမှန်းမသိပဲရက်နေတော့မှပဲသူ့ပေါ်ကမီးလုံးတွေကရုတ်တရက်တစ်ဖြက်ဖြစ်လာပြီးကျမ်းပြင်ပေါ်မှာဘယ်ကမှမသိတဲ့ရေအိုင်တစ်ခုပေါ်လာပါတယ်ကျမ်းပြင်ပေါ်ကရေလမ်းကြောင်းနောက်ကိုလိုက်သွားရင်လမ်းကြားရဲ့အဆုံးမှာတန်ရှင်းရေးလုပ်တဲ့ရေပုံးကိုမိုက်ကတွေးလိုက်ရပါတယ်အဖိုးကြီးကအနားမှာတနေရာမှာပုံနေတယ်လို့ထင်ပြီးသူကအနားကိုဖြည်းဖြည်းချင်းသွားကသူ့ရင်ထဲကမိကုန်းကိုတိုးတိုးလေးမေးလိုက်ပါတယ်ဒါပေမဲ့သူဘလောက်ဆောင်ဘယ်သူမှပြန်မထူးပါဘူးအဲ့ဒီအချိန်မှာအနားကတကားတစ်ချက်ရဲ့နောက်ွယ်ကထွက်လာတဲ့အတန်ကမိုက်ရဲ့အာယုံကိုဖန်ဆားလိုက်ပါတယ်အဲ့ဒါကတော့ပြင်းပြင်းထန်ထန်လေ့ကျင့်နေကြတဲ့ကစားသမားတစုရဲ့အတန်ပါပဲမိုက်ကအကုန်လုံးကိုသဘောပေါက်သွားပါပြီအဖိုးကြီးကသူ့ကို18နှစ်အရွယ်ကိုပြန်ပို့လိုက်တဲ့အကြောင်းရင်းကသူ့ဘဝရဲ့လမ်းကြောင်းကိုပြောင်းလဲဖို့ကူညီပေးခြင်းလိုပါပဲအဲ့ဒီနောက်မှာတော့သူကရဲရဲနဲ့အကြံတစ်ခုကိုထုတ်လိုက်ပါတယ်နက်ကိုသူ့ရဲ့အဖေအဖြစ်ဟန်ဆောင်ခိုင်းပြီးကြောင်းပြန်တက်ကသူ့ဘဝရဲ့ဇလန်းကိုအစ်စ်ပြန်ရေးဖို့ပါပဲသူတို့ကမိုက်ကနဲ့ရဲ့တရားမဝင်ရတဲ့တာဖြစ်ပါတယ်ဆိုပြီးပုံပြင်တစ်ပုတ်ဖန်တီးလိုက်ကြတယ်လို့အထက်တန်းကျောင်းတုန်းကဂိမ်းတဲ့ပုံတွေကိုတက်တည်ဖြစ်ပြခဲ့ကြပါတယ်အဲ့ဒါကတကယ်ရဲ့အလုပ်ဖြစ်သွားခဲ့တယ်သူတို့ကဘာပြဿနာမှမရှိပဲအောင်မြင်မြင်လုံနိုင်ခဲ့ပြီးကျောင်းအုပ်ကြီးစီကနေကျောင်းတက်ခွင့်နဲ့ကျောင်းအစာရစာတန်းတွေအကုန်လုံးရလိုက်ပါတယ်အခုတော့သူကအထက်တန်းကျောင်းကိုပြန်ရောက်လာပြီးဒီခန်းကဏ္ဍတစ်ကိုခန့်ခန့်ညာညာစတင်ဖို့အဆင်သင့်ဖြစ်နေပါပြီမိုက်ကပြန်ကားတစ်စီးကိုမောင်းပြီးကျောင်းကိုရောက်လာခဲ့တယ်လမ်းဆန်းပြီးတောက်ပြောင်တဲ့အဝတ်စားတွေကိုဝတ်ဆင်ကကျောင်းရဲကိုလမ်းလျှောက်ဝင်သွားပါတယ်လူတိုင်းကသူ့ကိုမယုံနိုင်တယ်လို့ငေးကြည့်နေကြတာပေါ့သူအတန်းနဲ့ရောက်ပြီးတဲ့နောက်မှာတော့သူ့ဇနီးကဖုန်းဆက်လာပါတယ်ဒီနေ့ကသူတို့ကရှင်းစာချုပ်လက်မှတ်ထိုးရမယ့်နေ့ဖြစ်နေတာကိုမိုက်ကရောက်မလာတဲ့အတွက်သူ့ဇနီးကမိုက်ဟာကလေးနှစ်ယောက်လုံးရဲ့အုပ်ထင်းခွင့်ကိုဆွတ်လွတ်လိုက်ပြီလို့ထင်သွားပါတယ်ဒါပေမဲ့မိုက်ကအရင်ကလိုလူမျိုးမဟုတ်တော့ပါဘူးသူကအလုရှုံနေလို့ပါဆိုပြီးမရေမရာစင်ကြေပေးကလက်မှတ်ထိုးမဲ့ရက်ကိုနောက်ဆုတ်ဖို့ကြိုးစားခဲ့ပါတယ်ဘဝဆိုတာတကယ်ကိုထူးဆန်းပါတယ်သူကသူ့ရဲ့ကိုယ်ပိုင်သမီးဖြစ်သူမက်ကီနဲ့အတန်းဖော်ပြန်ဖြစ်သွားခဲ့ပါတယ်မိုက်ကစိတ်လှုပ်ရှားလုံးပြီးသူ့သမီးကိုအရန်တက်ကြွစွာနှုတ်ဆက်မိပေမဲ့မက်ကီကတော့သူ့ကိုလုံးဝကိုအဖက်မလုပ်ချင်ပါဘူးနောက်ရက်တွေမှာတော့မိုက်ကအရင်တုန်းကလိုပဲဘတ်စကတ်ဘောပြန်ကစားခဲ့ပါတယ်သူမကစားတာနှစ်ပေါင်းများစွာကြာနေပြီဆိုပေမဲ့သူ့ရဲ့အရေးချင်းကအတန်းထဲကတခြားသူတွေထက်အများကြီးတာလွန်နေတော့မှပဲအဲ့ဒါကိုနီးပြကသတိထားမိဖို့တိတ်မကြလိုက်ပါဘူးငါကနီးပြမာဖီပါအိုးဆရာကအခုထိဒီမှာရှိနေတော့မဲလားဘာပြောတယ်နီးပြမာဖီကအเจ้าမှာရှိနေသေးမယ်လို့မိုက်ကမထင်ထားခဲ့ပါဘူးအရင်တုန်းကလိုပဲမိုက်ကိုမြင်မြင်ချင်းမှတင်သူ့ရဲ့ပါရမီကိုနီးပြကချက်ချင်းမြင်သွားခဲ့ပါတယ်ကံကောင်းတာကနီးပြကမိုက်ရဲ့အရင်ကပုံစံကိုမေ့သွားပြီဖြစ်လို့ဒီလူငယ်လေးဟာတချင်ကသူ့ရဲ့တပည့်ဖြစ်ခဲ့ဘူးမှမသိလိုက်ပါဘူးငါတို့တိုက်စစ်မှုတယောက်ရှာနေတာဟုတ်ကဲ့လူရေးပွဲလာခဲ့ပါမယ်ကောင်းပြီအနားယူနေတော့မှမိုက်ကအိမ်သားတွေကိုခိုးဝင်သွားပြီးနက်ကိုဖုံးဆက်ကအခြေအနေတွေကိုပြောပြခဲ့ပါတယ်အားလုံးကအဆင်ပြေချုံးမွေ့နေပါတယ်နီးပြမာဖီကသူ့ကိုကမ်းလှမ်းထားပြီးမကြခင်မှာကျောင်းရဲ့ဘတ်စကတ်ဘောတင်းနဲ့သူဝင်နိုင်တော့မှာပါဒါပေမဲ့သူဖုံးချလိုက်တဲ့ခါမှာပဲဘေးကအင်တာခန်းထဲကနေပါဆက်ပိတ်ပြီးအကူညီတောင်းနေတဲ့အတန်ကိုကြားလိုက်ရပါတယ်မိုက်ကတစ်ဖက်လမ်းကြည့်လိုက်တဲ့ခါမှာတော့သူ့သားအီလိုင်ဟာအင်တာခွက်မှာတိတ်နဲ့အကက်ခံထားရတာကိုတွေ့လိုက်ရပါတော့တယ်